Ranger တွေကိုဒုက္ခပေးဖို့ဆိုရင်အကြံမကုန်သေးတဲ့Elsaဘယ်မှမသိတဲ့အဆင်းရောက်အရေးတစ်မျိုးကိုတွားယူနေပြီးသူ့မွေးနေတဲ့တစ်ပင်ကောင်တစ်ကောင်အသက်သွင်းဖို့လုပ်နေပါတယ်။ Elsa တယောက်အဲ့လိုစူးစူးစမ်းစမ်းရှာနေတာကို Oliver နဲ့ Hailey ကလည်းစောင့်ကြည့်နေကြပြီး Elsa တယောက်ဘာမှန်းလုပ်နေမလဲဆိုတာကိုသိရှိနေကြပါတယ်။အဲ့လိုနဲ့ Oliver က Elsa ယူသွားတဲ့အဆင်းရောက်အရေးတွေကဘာတွေလဲဆိုတာကိုလေ့လာဖို့သူလည်းနမူနာထွက်ယူပါတယ်။ဒါပေမဲ့သူရောက်တဲ့အချိန်မှာတော့ငမဲကောင်တွေကလည်းသူ့ကိုလာတိုက်ခိုက်တာကြောင့် Oliver လည်းငမဲကောင်တွေကိုတိုက်ခိုက်ရင်အဆင်းရောက်ရေးတွေကိုခက်ခက်ခဲခဲယူနိုင်လိုက်ပါတယ်။အဲ့အချိန်ကွန်နာတို့၃ယောက်ကတော့အတ္တမဆန်ရဲ့အတန်းမှာစာတင်နေကြတုန်းဖြစ်ပြီးစာတင်နေတဲ့အတ္တမဆန်ကတော့တခုခုဖြစ်နေပါတယ်။အတန်းသားတွေအားလုံးကတော့သူ့စီဟာအတ္တမဆန်တယောက်ဘာတွေဖြစ်နေမှမသိပေမဲ့ထရန်ကတော့မီဆိုကောလက်ချက်ဆိုတာကိုရိပ်မိနေပြီးသူ့အဖေကိုစိတ်ပူသွားပါတယ်။ထရန်စိတ်ပူနေတဲ့အချိန်မှာပဲအတ္တမဆန်ကတော့မီဆိုကောအတွင်ကိုပြောင်းသွားပြီးသူ့ရဲ့ခန္ဓာထဲကိုဝင်သွားပါတယ်။အစိမ်းရောက်အရေးတွေကိုလေ့လာဖို့ယူလာတဲ့ Oliver နဲ့ Hailey တို့နှစ်ယောက်ကတော့ဆက်တစ်ခုကိုတီထွင်နေကြပြီး Oliver နဲ့ဆန်တက်ဖို့လုပ်နေပါတယ်။အကြောင်းကတော့သူတို့ယူလာတဲ့အစိမ်းရောက်ရည်တွေက Oliver ကိုလူသားအသွင်ပြောင်းနိုင်အောင်ကူညီပေးနိုင်လို့ပဲဖြစ်ပါတယ်။အဲ့လိုနဲ့ကွန်နာတို့အားလုံးလည်းရောက်လာတဲ့အချိန်မှာတော့ဆန်တက်မှုကိုစားလိုက်ကြပြီးအစိမ်းရောက်ရည်တွေကို Oliver ကိုပေါ်ကိုလောင်းချလိုက်ပါတယ်။အစိမ်းရောက်အရည်နဲ့ထိမိသွားတဲ့ Oliver ကတော့လူသားအသွင်ကိုရောက်သွားလားမရောက်သွားလားမသိပေမဲ့အဲ့ဒီအရည်ကသူ့ကိုပြောက်ကွယ်သွားပါတယ်။ဒါပေမဲ့စိတ်ပူစရာတော့မရှိပဲကိုပြောက်သွားတဲ့ Oliver ကိုပြောက်သွားရုံကလွဲပြီးကျန်တာဘာမှထွေထွေထူးထူးမဖြစ်တာကြောင့်အားလုံးလည်းအဲ့အဖြေကိုချဖို့လုပ်ပါတယ်။အဲ့အချိန်တစ်ဖက်မှာ Elsa ကလည်းသူ့ရဲ့အပင်ကိုအစိမ်းရောက်အရည်တွေကိုတိုက်ကျွေးနေပြီးတစ်ပင်အော့တကောင်ဖြစ်အောင်ဖန်တီးလိုက်ပါတယ်။အဲ့လိုနဲ့တစ်ပင်အော့ကောင်အပြင်နောက်ထပ်ဝါရင်ဂျာအတုကောင်မှာဖန်တီးထားတာကြောင့်ချက်ချင်းပဲမြို့ပေါ်ကိုလွတ်လိုက်ပြီးဒုက္ခဆပေးဖို့လုပ်ပါတယ်။မြို့ပေါ်ကိုအော့တကောင်ကချီချလိုက်တာနဲ့တန်းတီးနေကြတဲ့ကွန်နာတို့အဖွဲ့ကလည်းချက်ချင်းပဲရင်ဂျာအဖြစ်ပြောင်းလိုက်ကြပြီးအော့ကောင်နဲ့အတုကောင်ရင်ဆိုင်ဖို့ထွက်လာကြပါတယ်။ဒါပေမဲ့ဒီပွဲကိုတော့ကိုပြောင်းနေတဲ့ Oliver ကနေခဲ့လိုက်ပြီးကွန်နာတို့၄ယောက်ကလည်းအော့ကောင်စီကိုရရောက်ရှင်မှာပဲဒိုင်နိုစူပါမှုတွေနဲ့တိုက်ခိုက်လိုက်ကြပါတယ်။ထရန်ကတော့ဘယ်ကိုရောက်သွားမှမသိပေမဲ့ကွန်နာတို့၃ယောက်ကတော့ချက်ချင်းပဲဒိုင်နိုစူပါမုတ်တွေနဲ့အော့ကောင်ရှယ်ကျွေးပေးလိုက်ပြီးစူပေါင်းတိတ်ကွက်နဲ့အမြင့်ဖြတ်ပေးလိုက်ပါတယ်။ဒါပေမဲ့ထုံးစံအတိုင်းအော့ကောင်ကကြီးထွားခြင်းအသွင်နဲ့အသက်ပြန်ရှင်လာတာကြောင့်ကွန်နာတို့၃ယောက်ကလည်းမဂဇောအဖြစ်ပြောင်းပြီးတိုက်ခိုက်ကြပါတယ်။အဲ့လိုနဲ့မဂဇောနှစ်ကောင်နဲ့အော့တကောင်တိုက်ခိုက်ဖို့လုပ်နေကြတဲ့အချိန်အတူကောင်ဝါရင်ဂျာကလည်းမဂဇောအဖြစ်ပြောင်းပြီးရောက်လာခဲ့ပါတယ်။အဲ့လိုနဲ့ဒီတိုက်ပွဲမှာတော့သူ့ပါဇက်သူတိုက်ခိုက်ကြဖို့ဖြစ်လာပြီးကွန်နာရဲ့မဂဇောကအော့ကောင်တာဝန်ယူလိုက်ပြီးအတူကောင်မဂဇောကိုတော့အီတန်တို့မဂဇောကတာဝန်ယူလိုက်ပါတယ်။ဒါပေမဲ့ထုံးစံအတိုင်းရင်ဂျာဆိုတာနိုင်အောင်နိုင်ရမယ်ဆိုတဲ့ဂုံပုတ်ရှိနေတာကြောင့်ကွန်နာတို့၃ယောက်ကပဲအနိုင်ရသွားကြပြီးအော့ကောင်ကိုလည်းအဆုံးတတ်နိုင်လိုက်သလိုအတူကောင်ကလည်းထွက်ပြေးသွားပါတယ်။ဒါကတော့ဒိုင်နိုတန်တာအပိုင်း25ဖြစ်ပါတယ်